အားလုံးပဲမင်္ဂလာပါဘာမီခရီဒီဘိုက်ကားနေပုံမှာပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ရှေ့မှာရောက်နေတဲ့ကောင်တွေကတော့ကျွန်တော်တို့Yamahaအမ်မကူမှာတစ်စင်းမြင့်လာတဲ့တက်ရှမတ်တာဘိုလေးပဲဖြစ်ပါတယ်ဒီကောင်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချက်နဲ့ချက်ကိုဒီဗီဒီယိုမှာကျွန်တော်ရှင်းပြသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီဘိန်းလေးကဘသူတွေအတွက်တင့်တော်တယ်သူ့မှာတုံးပေးထားတဲ့ညီပညာက150နဲ့160 cc တန်းထဲမှာအမြင့်ဆုံးဆိုတဲ့ညီပညာတွေကိုတုံးပေးထားတယ်ဗျာဟောအဲ့ဒါဆိုတော့ဒီကောင်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးရှင်းပြမယ်အခုဒီဘင်းကိုဘလို့လူမျိုးတွေအတွက်ရွေးချယ်တင်လဲလို့ကျွန်တော်မေးတယ်ဆိုရင်ကျွန်တော်ပြောပြရေးချင်တာနံပါတ်1ကျွန်တော်တို့ဈေးနှုန်းမကြည့်ဘူးဗျာနော်နံပါတ်2တစ်ချက်ကကြတော့ကျွန်တော်တို့ performance ဘိုင်းကို 100% ဦးစားပေးတယ်ဗျာနော်ပြီးရင်ကျွန်တော်တို့ရေရှည်စီးမဲ့ညီကိုတွေအတွက်ဆိုရင်လည်းလုံးဝရွေးချယ်တင်တဲ့ဘိန်းတစ်ဘိန်းဗျာနော်အဲ့ဒါဆိုသူ့မှာသုံးပြီးထားတဲ့ညီပညာတွေဗျာညီပညာကိုကျွန်တော်နည်းနည်းလေးရှင်းပြမယ်အဲ့ဒါဘာလဲဆိုတော့အခုကျွန်တော်ရှင်းမှာမြင်နေရတဲ့ဒီခလုတ်လေးပေါ့ဗျာဒီခလုတ်လေးကကျတော့ကျွန်တော်တို့ရိုးရိုးမူးကနေပြီးတော့ကျွန်တော်စပေါ်မူးကိုပြောင်းပြီးမောင်းလို့ရမယ့်ကောင်လေးပြီးရင်သူ့ချင်မှာပါလေကြီးရှစ်ဆိုတဲ့ကောင်လေးကကြတော့ကျွန်တော်တို့ဒီလီဗာဆွဲလို့ဝေပွင့်ပြီးသွားနဲ့ကျွန်တော်တို့ဂီတာနဲ့ဘိန်းနေလို့ပဲအလုံးလုံးမဲ့1 2 3ကိုဗျာလီဗာတစ်ခါလေးဆွဲပြီးတော့ဂီတာနဲ့ဘိန်းနေလို့မျိုးပဲဗျာသိရမလား1 2 3ဆိုပြီးတော့စပီးတင်လို့ရတဲ့ကောင်လေးလို့မြန်မာလိုပြောရင်လည်းရတယ်ဗျာပြီးရင် तू က high speed တွေမယ်အလုံးလုံးတာလည်းမဟုတ်ဘူးဗျာကျွန်တော်တို့ဒီဂုံးစင်းဂုံးတက်တွေကြရင်ဒီဂုံးစင်းတွေရောက်ပြီဆိုရင်လည်းဗျာဒီကောင်အဲ့ဒီရှစ်ဆိုတဲ့ကောင်လေးကကျွန်တော်တို့ဒီ engine braking လုပ်တဲ့နေရာမှာလည်းဒီကောင်လေးကအသုံးဝင်နေဗျာနော်ပြီးရင်ကျွန်တော်တို့အရှိမကြည့်မယ်ဆိုရင်လည်းဗျာလုံးဝ ABS နဲ့ဆင်းမယ်နော်အနောက်မှာကြည့်မယ်ဆိုရင်လည်းဗျာနော်ဟောက်မှာကျွန်တော်တို့ ABS နဲ့ဆင်းလာတာတွေ့တယ်အဲ့လိုဆိုတော့ဗျာနော်ကျွန်တော်တို့ဒီ150နဲ့160 cc တန်းထဲမှာလုံးဝဘရင်တစ်ပါးလို့တင်စားထိုက်တဲ့ကျွန်တော်တို့ Yamaha အမ်မကူမှာတစ်စင်းမြင်လာတဲ့ကျွန်တော်တက်ရှမတ်တာဘိုလေးပေါ့ဗျာနော်ဒီကောင်ကကျွန်တော်တို့ပေးရတဲ့ဈေးနှုန်းနဲ့တန်လားဆိုရင်တော့တန်တယ်လို့တော့ 100% တန်တယ်လို့ပြောလို့ရတယ်ဗျာနော်အဲ့ဒါဆိုတော့ကျွန်တော်အနောက်မှာ ABS ပါတယ်ဆိုတာလေကျွန်တော်ဒါပုံမှန်ဆိုရင်ကြားသိရမလားကျွန်တော်ဒီ1000 cc လမ်းနေမှာပဲလုံးဝမြင်ရတဲ့ကောင်လေးဗျာနော်အဲ့ဒါဆိုတော့ကျွန်တော်ဒီ Yamaha Touchman မှာသုံးမိလာတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကကျွန်တော်ရေရှည်စီးမဲ့ညီကိုတွေအတွက်နော် performance ဦးစားပေးမယ်ဈေးနှုန်းမကြည့်ဘူးဆိုရင်တော့ဒီကောင်လေးကဗျာလုံးဝ 100% ရွေးချက်သိတဲ့ကောင်လေးဗျာနော်အဲ့ဒါဆိုတော့ကျွန်တော်ဆိုင်မှာလုံးဝ